ကိုဝင်ဆောင်မိခင်များရှောင်ကျဉ်ရမည့်အချက်10ချက်ကိုဝင်ဆောင်ကာလသည်မမွေးဖွားသေးသောကလေးတွင်အရေးကြီးသောအင်္ဂါများကြီးထွားဖွံ့ဖြိုးသည့်အဆင့်ဖြစ်သောကြောင့်မိခင်များသည်နေစဉ်ဘဝနေထိုင်ပုံနှင့်ပတ်သက်၍အထူးသတိထားရမည့်အချိန်ဖြစ်သည်အထူးသဖြင့်ကိုဝင်ဆောင်ကာလအတွင်းရှောင်ကျဉ်ရမည့်အရာများကိုသတိမပြုမိပါကမမွေးဖွားသေးသောကလေး၏ဖွံ့ဖြိုးမှုအပေါ်ဆိုးရွားသောအကျိုးသက်ရောက်မှုများရှိနိုင်သောကြောင့်ဖြစ်သည်ကိုဝင်ဆောင်မိခင်များအထူးသတိထားသင့်သည့်အချက်မှာမိမိတို့၏ကျန်းမာရေးကိုဂရုစိုက်ပုံစားသောက်မှုတွင်မိခင်ကသတိမပြုမိဘဲတအိမ်အတွင်းရှိကလေးအပေါ်အပြတ်သဘောဆောင်သည့်အကျိုးသက်ရောက်မှုများရှိခြင်းတို့ဖြစ်သည်၁ဆေးလိပ်နှင့်အရက်တောက်ခြင်းကိုရှောင်ကျဉ်ရန်ကိုဝင်ဆောင်မိခင်တိုင်းဆေးလိပ်တောက်ခြင်းနှင့်အရက်တောက်ခြင်းတို့ကိုလုံးဝရှောင်ကျဉ်သင့်သည်ဆိုလိုသည်မှာအရက်အပြင်စီဂရက်နှင့်တရားမဝင်မူရစ်ဆေးဝါးအမျိုးအစားများပါရှိသောမိသည့်အဖျော်ယမကာကိုမဆိုလိုသည်ဘယ်ကြောင့်ဆိုသောအထက်ဖော်ပြပါပစ္စည်းများအားလုံးသည်ကလေးများ၏ဖွံ့ဖြိုးမှုနှေးကွေးခြင်းလာမစီပဲကလေးမွေးဖွားနိုင်ခြင်းတိုးလာစေခြင်းသို့မဟုတ်ကိုယ်ဝင်ပြတ်ကျနိုင်ခြင်းတိုးလာခြင်းတို့ကိုဖြစ်စေနိုင်ပါသည်ထို့အပြင်ကိုယ်ဝင်ဆောင်နေခြင်းဤအရာများထဲမှတစ်ခုခုကိုသုံးဆွဲခြင်းသည်တင့်ကလေးကိုကုသ၍မရသောရုပ်ပိုင်းဆိုင်ရာသို့မဟုတ်စိတ်ပိုင်းဆိုင်ရာမတန်ဆွမ်းမှုကိုဖြစ်စေနိုင်ပါသည်နှစ်စိတ်ဖိစီးမှုကသတိသားကိုပုံမှန်ထက်နှေးကွေးတဲ့နှုန်းနဲ့ဖွံ့ဖြိုးစေပြီးကိုယ်ဝင်ပြတ်ကျနိုင်ခြင်းကိုတိုးစေပါတယ်၎င်းပြင်စိတ်ဖိစီးနေခြင်းတွင်ခန္ဓာကိုယ်မှဓာတုပစ္စည်းများနှင့်ကော်တီဇောဟော်မုန်း stress ဟော်မုန်းများပိုမိုထုတ်လုပ်ပေးပြီးအဆိုပါဓာတ်များသည်သွေးကြောများကိုတင်းမာစေပြီးကြုံစေကာမွေးကင်းစကလေးသည်ကျန်းမာရေးကောင်းမွန်ရန်အတွက်လိုအပ်သည့်ထက်အောက်ဆီဂျင်နည်းပါးစွာရရှိနိုင်ပါသည်ထို့အပြင်မိခင်စိတ်ဖိစီးမှုကြုံလာသောအခါမွေးဖွားလာသောကလေးငယ်များသည်လာမစေပဲမွေးဖွားနိုင်ခြင်းပိုများပြီးပုံမှန်ထက်ကိုယ်အလေးချိန်နည်းပါးကနှလုံးသွေးကြောဆိုင်ရာယောဂများသွေးတိုးနှင့်စီးချိုယောဂဖြစ်နိုင်ခြင်းပိုများသည်မိခင်၏စိတ်ဖိစီးမှုသည်ကလေး၏တင်ယူနိုင်စွမ်းအပေါ်အပြတ်သဘောဆောင်သည့်အကျိုးသက်ရောက်မှုများရှိလာနိုင်ပြီးအာယုံစူးစိုက်မှုချို့တဲ့ခြင်းသို့မဟုတ်အထီးကျန်ဆန်ခြင်းကိုပင်ဖြစ်စေနိုင်ပါသည်ဆိုလိုသည်မှာကလေး၏စိတ်ကျန်းမာရေးနှင့်လူမှုဆက်ဆံရေးအဆင့်တွင်လိုက်ရောညီထွေရရှိနိုင်မှုတို့ကိုလည်းထိခိုက်စေနိုင်သည်၃ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများကိုရှောင်ကျဉ်ခြင်းအထူးသဖြင့်ကိုယ်ဝင်ဆောင်ကာလတွင်မိခင်များသည်တအိမ်အတွင်းကြီးထွားဖွံ့ဖြိုးမှုအတွက်လိုအပ်သောအကောင်းဆုံးအာဟာရများကိုရရှိစေမည်ကျန်းမာရေးနှင့်ညီညွတ်မျှတသောအစားအစာကိုစားသုံးသင့်ပါသည်အကယ်၍မိခင်များသည်ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများဖြစ်သောအထူးဆက်ငန်းသောအချိုစီပြန်သို့မဟုတ်အစိမ်းသို့မဟုတ်အကျက်လွန်သောအစားအစာများကဲ့သို့သောကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများစားသုံးပါကမိခင်အားဗိုက်နာခြင်းနှင့်အတူမအီမသာဖြစ်ခြင်းကိုခံစားရစေနိုင်ပါသည်ကိုယ်ဝင်ဆောင်မိခင်များသည်အချင်းဖောက်ထားသောအစားအစာများချင်သောပစ္စည်းများပြုပြင်ထားသောအစားအစာများမိုနိုဆိုဒီယမ်ဂလူတမိတ်များသောအစားအစာများအပြင်လက်ဖက်ရည်ကော်ဖီနှင့်ကာဗွန်နိတ်အချိုရည်များကဲ့သို့ကဖိန်းတက်ပါသောအဖျော်ယမကာများတောက်သုံးခြင်းဖြင့်မွေးကင်းစကလေး၏ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါသည်၄တနေ့ကိုနွားနို့တစ်ခွက်ထက်ပိုမတောက်ပါနဲ့ကိုယ်ဝင်ဆောင်ခြင်းအတွင်းနို့များများတောက်ခြင်းကကလေးကိုသူတို့လိုအပ်တဲ့ကယ်လ်ဆီယမ်ဓာတ်ကိုဖြည့်ဆည်းပေးနိုင်တယ်လို့လွဲပါစွာယုံကြည်ထားပေမဲ့တကယ်တမ်းတော့တနေ့ကိုနွားနို့ဒါမှမဟုတ်ပဲနို့တစ်ဖန်ခွက်ပဲလုံလောက်ပါတယ်နို့အလွန်အကျွံတောက်သောအခါဥပမာအားဖြင့်
နွားနို့တွင်တွေ့ရသောပရိုတင်းဓာတ်နှင့်ဓာတ်မတည့်ခြင်းကဲ့သို့သောဓာတ်မတည့်မှုရှိသောကလေးမွေးဖွားနိုင်ခြင်းကိုတိုးစေနိုင်သည်သို့တော်လည်းမိခင်များသည်၎င်းတို့၏ကယ်လ်ဆီယမ်စားသုံးမှုကိုစိတ်ပူပါကငါးသေးသေးများအစိမ်းရောင်ဟင်းသီးဟင်းရွက်များနှမ်းနက်စစ်များနှင့်ဘာဒန်စစ်များကဲ့သို့သောအခြားသောကယ်လ်ဆီယမ်ပါသောအရင်းအမြစ်များကိုစားသုံးပြီးဖြည့်တင်းနိုင်ပါသည်ငါထက်တလဲလဲဆေးတောက်ခြင်းကိုရှောင်ကျဉ်ပါကိုဝင်းဤပထမ3လပတ်သည်မမွေးဖွားသေးသောကလေးဤအရေးကြီးသောအင်္ဂါများနှင့်ဗဟိုအာယုံကြောစနစ်ဖွံ့ဖြိုးလာခြင်းဖြစ်သောကြောင့်အလွန်အရေးကြီးပါသည်ထို့ကြောင့်မိခင်များသည်ဤကာလအတွင်းအန္တရာယ်ရှိသောဆေးဝါးများကိုတောက်သုံးပါကမမွေးဖွားသေးသောကလေးဤကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေပြီးအာကောင်ကွဲသို့မဟုတ်ခြေလက်ပုံမမှန်ခြင်းကဲ့သို့မတန်မစွမ်းဖြစ်ကာဝေးလာနိုင်ပါသည်အထူးသဖြင့်ဝက်ချံပြောက်ဆေးများနှင့်မွေးကင်းစကလေးဤကျန်းမာရေးအပေါ်တက်ရောက်မှုရှိနိုင်သည့်အိမ်သုံးခုလုံးအချို့ဖြစ်သည်တရေသားအပေါ်တက်ရောက်မှုလုံးဝမရှိဟုယူဆနိုင်သောမိခင်များတောက်သုံးနိုင်သောဆေးဝါးပုံစံအနည်းငယ်သာရှိပါသည်၎င်းတို့တွင်နာကျင်မှုနှင့်အဖျားသက်သာရန်အသုံးပြုသည့်ပါရာစီတမောဓာတ်မတည့်ခြင်းကုသခြင်းနှင့်ရရန်ခြင်းသက်သာစေရန်အသုံးပြုသောကလိုဖယ်နရမစ်နှင့် ORS ခေါ်ဓာတ်စားမှုန့်တို့ဖြစ်ပါသည်6အပြင်းထန်လေ့ကျင့်ခန်းလုပ်ခြင်းကိုရှောင်ကျဉ်ပါအမှန်တကယ်တော့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်လေ့ကျင့်ခန်းလုပ်ဖို့အကြံပြုထားပေမဲ့ပြင်းထန်သောလေ့ကျင့်ခန်းတွေမလုပ်သင့်ပါခန္ဓာကိုယ်ကိုအေးမြစေပြီးအပူလွန်ကဲခြင်းမှကာကွယ်ရန်10မိနစ်15မိနစ်တိုင်းပုံမှန်ရေဓာတ်ဖြည့်ပေးသည့်အနားယူခြင်းအပါအဝင်ယောဂရေကူသို့မဟုတ်လမ်းလျှောက်ခြင်းကဲ့သို့သောပေါ်ပါသောလေ့ကျင့်ခန်းကိုအကြံပြုထားသည်တက်တောင့်တက်တာအသက်ရှူရန်အတွက်မဖြစ်နိုင်သောလေ့ကျင့်ခန်းများကိုမိခင်များရှောင်ရှားရန်ဘာကြောင့်လိုအပ်ရသလဲဆိုတော့အရေးကြီးဆုံးချက်မှာမွေးကင်းစကလေးဤဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်သည့်အောက်ဆီဂျင်ပြတ်လတ်မှုကိုဖြစ်စေနိုင်သောကြောင့်ပင်ဖြစ်သည်ခွန်အချိန်ကြာမြင့်စွာမတ်တက်ရခြင်းသို့မဟုတ်အိတ်ချင်းမပြုတ်ပါနှင့်ကိုယ်ဝင်20ပတ်ကျော်ရှိသောမိခင်များသည်ခြေပေါ်အားနှင့်ခြေထောက်များနောက်ဆက်တွဲရောင်ရမ်းခြင်းများကိုဖြစ်စေနိုင်သောကြောင့်ခြေထောက်တွင်သွေးပြန်ကြောများနာကျင်ခြင်းခါးနာခြင်းနှင့်ဒူးစစ်ယိုယွင်းခြင်းတို့ဖြစ်နိုင်ခြင်းတိုးများလာခြင်းကြောင့်ဖြစ်သည်တရေသားလေး၏အလေးချိန်သည်အစာအိမ်နှင့်ဥလန်းချောင်းကိုကျင်းစေပြီးဖောင်းလာခြင်းနှင့်ဝန်းချုပ်ခြင်းလက္ခဏာများဖြစ်စေနိုင်သောကြောင့်အချိန်အကြာကြီးလှဲနေခြင်းကိုလည်းရှောင်ကျဉ်သင့်သည်ထို့အပြင်တရေသားလေး၏အလေးချိန်သည်သွေးပြန်ကြောများကိုကျင်းစေကသွေးလွတ်လွတ်လပ်လပ်စီးဆင်းမှုကိုရပ်တန့်စေပြီးခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးတွင်ရောင်ရမ်းခြင်းအပြင်ကြိုက်ခဲခြင်းနာကျင်ခြင်းနှင့်မူးမေ့လဲခြင်းများလည်းဖြစ်စေနိုင်သည်ထို့ကြောင့်မိခင်များသည်၎င်းတို့၏လဲလျောင်းနေသောအနေအထားကိုတစ်နာရီ2နာရီတိုင်းပြောင်းလဲပြီးသွေးစီးဆင်းမှုကိုအထောက်အကူဖြစ်စေရန်ထိုင်ပုံသို့မဟုတ်မကြာခဏစံတမ်းပေးရန်စ조사သင့်ပါသည်8ကိုယ်လေးချိန်လျှော့ချခြင်းကိုရှောင်ကျဉ်ပါကိုယ်ဝန်ဆောင်ချိန်အတွင်းမိခင်များသည်ကိုယ်အလေးချိန်တက်လာသောကြောင့်မိမိမိယုံကြည်မှုနည်းခြင်းဖြစ်တတ်သောလေကိုယ်အလေးချိန်များကိုရှော့ချရန်စ조사ခြင်းကိုရှောင်ကျဉ်ရန်လိုအပ်ပါသည်တရေသားကိုတည်ဆောင်စဉ်တွင်မိခင်သည်ကိုယ်အလေးချိန်လျှော့ချခြင်းသို့မဟုတ်အစာမစားဘဲနေပါကတရေသားသည်အစာမှရရှိသောလိုအပ်သောအာဟာရဓာတ်များပြေဝစွာမရရှိ၍ကောင်းမွန်စွာမဖွံ့ဖြိုးနိုင်ခြင်းဖြစ်စေနိုင်သည်လာမစေပဲကလေးမွေးဖွားနိုင်ခြင်းကိုလည်းတိုးစေနိုင်ပါသည်မိမိကိုယ်ဂရုစိုက်ရန်အကောင်းဆုံးနည်းလမ်းမှာကျန်းမာရေးနှင့်ညီညွတ်ပြီးမျှတသောအစာအုပ်စု9မျိုးလုံးပါဝင်ပြီးအာဟာရပြည့်ဝသောအစာကိုစားခြင်းဖြင့်ကလေး၏
အရေးကြီးသောကိုရင်းအင်္ဂါများဖွံ့ဖြိုးတိုးတက်စေရန်အတွက်အထောက်အကူဖြစ်စေသောဗီတာမင်မျိုးစုံကိုလုံလောက်စွာရရှိစေရေးဖြစ်သည်ဤအစာအုပ်စု5မျိုးမှာ1ဟင်းသီးဟင်းရွက်များ2သစ်သီးများ3ကောက်နှံစေ့များကောက်နှံစေ့များတွင်အမြင့်တက်ဗီတာမင်နှင့်သတ္တုဓာတ်များကျွယ်ဝပြီးဤအုပ်စုတွင်ဥပမာအားဖြင့်အုတ်ဂျုံဂျုံစေ့ပေါင်မုတ်ဆန်လုံးညိုတို့ပါဝင်သည်4ပရိုတင်းဓာတ်ဤအုပ်စုတွင်အဆီနည်းသောအသားများကြက်ငါးဥများနှင့်ပဲစင်းငုံအခွန်မာသီးနှင့်အဆီများကဲ့သို့သောအပင်အခြေခံအရင်းမြစ်များပါဝင်သည်မာဂျူရီနည်းသောငါးကိုရွေးချယ်ပြီးအစားအစာမှတဆင့်ကူးစက်သောယောဂများကိုရှောင်ကျဉ်ရန်အသားငါးနှင့်ဥများကိုကောင်းစွာချက်ပြုတ်ထားပါငါးနို့ထွက်ပစ္စည်းများနို့ထွက်ပစ္စည်းများတွင်ပိုးသက်ထားသောနို့ဒိန်ခဲနှင့်ဒိန်ကျင်တို့ပါဝင်သည်ပဲပိဆက်နို့ကဲ့သို့သောကယ်လ်ဆီယမ်ဖြည့်ဆွတ်ထားသောအစားတို့ပစ္စည်းများကိုလည်းအသုံးပြုနိုင်ပါသည်ကိုဝင်ဆောင်စဉ်ကိုအလေးချိန်ကီလိုဂရမ်အနည်းငယ်တက်လာတော့လဲခလေးမွေးဖွားပြီးသည်နှင့်တင့်ခလေးကိုမိခင်တို့တိုက်ကျွေးခြင်းသည်ကိုအလေးချိန်ပြန်ကျစေမိအကောင်းဆုံးနည်းလမ်းများထဲမှတစ်ခုဖြစ်ပါသည်ကိုရေနွေးငွေခမ်းများနှင့်ချွေးထုတ်ခမ်းများတွားခြင်းမှရှောင်ကျဉ်ပါရေနွေးငွေခမ်းနှင့်ချွေးပေါင်းခမ်းများကိုအသုံးပြုခြင်းသည်လူတို့ကိုစိတ်အေးလက်အေးနှင့်လန်းဆန်းမှုကိုခံစားရစေသည်မှာမှန်တော်လဲကိုဝင်ဆောင်စဉ်ရှောင်ကျဉ်ရမည့်အရာလည်းဖြစ်သည်ရေနွေးငွေအခန်းများကိုအသုံးပြုခြင်းသည်အပူလွန်ကဲခြင်းကြောင့်ရေဓာတ်ခန်းချောက်ခြင်းနှင့်မရှိမဖြစ်လိုအပ်သောသတ္တုဓာတ်များဆုံးရှုံးသွားစေနိုင်သောကြောင့်ကိုဝင်ပြတ်ကျစေနိုင်သည်ရှင်းကြောင့်သွေးကြောများကျဉ်လာကဝေးကင်းစခလေး၏ဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်ပြီးပြင်းထန်သောအခြေအနေများတွင်သရေသားစီသို့တွားသည့်သွေးပမာဏအရောက်နည်းသွားသည့်အတွက်ကိုဝင်ပြတ်ကျသည့်အထိပြင်းထန်သောအကျိုးဆက်ဖြစ်ပွားနိုင်ပါသည်10ကြောင်မစင်များနှင့်ထိတွေ့ခြင်းမှရှောင်ကျဉ်ပါအိမ်မွေးတိရစ္ဆာန်များရှိသည့်ကိုဝင်ဆောင်အမျိုးသမီးများအတွက်ကိုဝင်ဆောင်စဉ်အတွင်းကြောင်၏မစင်တန်ရှင်းရေးလုပ်ခြင်းကိုရပ်တန့်ပါကြောင်မစင်များတွင်တက်ဆိုပလက်စမိုးစစ်ပါဝင်သောကြောင့်ကြောင်များသည်တဲဆောင်သည့်ကပါပါဝင်ခြင်းကြောင့်ဖြစ်သည်ထို့သောကပါပိုးများသည်တရေသားကိုကူးဆက်နိုင်ပြီးခလေးသည်ပုံမှန်မဟုတ်သောမွေးဖွားလာခြင်းအထိကိုဝင်ကိုဆွဆွရွားထိခိုက်စေပြီးပြင်းထန်သောယောဂများကြောင့်အသက်ဆုံးရှုံးသည့်အထိဖြစ်စေနိုင်သည်ရလက်အနေဖြင့်ကိုဝင်ဆောင်အမျိုးသမီးများသည်ကြောင်များနှင့်အတူနေထိုင်မှာက၎င်းတို့၏မစင်နှင့်ထိတွေ့မှုကိုတေချာစွာရှောင်ကျဉ်ပြီး၎င်းတို့ကိုတက်ရက်အောင်ပြုလုပ်ရန်အခြားသူတဦးဦးကိုတာဝန်ယူခိုင်းရန်လိုအပ်ပါသည်ကိုဝင်ဆောင်ချိန်မှာရှောင်ကျဉ်ရမယ့်အရေးကြီးတဲ့ကိစ္စရပ်တွေကိုမိခင်လောင်းတိုင်းသတိထားသင့်ပါတယ်မိခင်နဲ့ကလေးနှစ်ဦးစလုံးကိုဝင်ဆောင်ချိန်တစ်လျှောက်လုံးအတူတကွသဟဇာတဖြစ်ပြီးကျမ်းမာစေရန်နှင့်တရေသားလေးအကောင်းဆုံးကြီးထွားနိုင်ရန်အတွက်အထက်တွင်ပြောခဲ့သောအချက်10ချက်အကြံပြုချက်ဆောင်ရန်ရှောင်ရန်များကိုတေချာစွာလိုက်နာဖို့လိုအပ်လာပါတယ်